လူတယောက်ရဲ့နောက်ဆုံးသက်သက်မှာဘာကိုအမှန်ရဆုံးဖြစ်မလဲလို့သင်တွေးဘူးပါသလားကိုရှာဖွေခဲ့တဲ့စီးစိမ်တွေလားကိုရခဲ့တဲ့ဂုံပကာသနာတွေလားဒါမှမဟုတ်ကိုသိတ်ချရတဲ့သူတွေရဲ့မျက်နှာလားကျွန်တော်တို့ဟာနေ့စဉ်နဲ့အမျှငွေကြီးနောက်ကိုအပြေးလွှားလိုက်ရင်အောင်ဟင်မှုတွေနောက်ကိုတကောက်ကောက်ပါရင်နဲ့ကိုယ်တိုင်လည်းမသိလိုက်ပဲဘဝရဲ့တကယ်တန်ဖိုးရှိတဲ့အချိန်တွေကိုလက်လွတ်ဆုံးရှုံးနေကြတာပါတကယ်တော့တေခြင်းတရားဆိုတာကြောက်စရာကောင်းတဲ့အရာတစ်ခုမဟုတ်ပဲကျွန်တော်တို့ကိုဘဝရဲ့အနှစ်သာရကိုပြိုင်လဲစမ်းစစ်ဖို့သတိပေးနေတဲ့ဆရာတယောက်သာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာဘဝရဲ့နောက်ဆုံးအချိန်တွေကိုဘလို့အထီးပဲရှိရှိဖြတ်တန်းမလဲဆိုတာနဲ့ပတ်သက်ပြီးနှလုံးသားရဲ့ထိမှန်သွားမဲ့ဇက်လန်းလေးတစ်ပုဒ်ကနေသစင်အတူတူလေ့လာကြည့်ကြရအောင်ပါတခါကအောင်မြင်ကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရှိခဲ့ပါတယ်သူဟာတဘဝလုံးကိုစူးစမ်းအားထုတ်မှုတွေပြိုင်ဆိုင်မှုတွေနဲ့ပဲအချိန်ကုန်လွန်စေခဲ့သူပါသူ့ရဲ့ဘဝအထီးပဲဟာဘဏ်အကောင့်ထဲကကဏ္ဍတွေတိုးလာဖို့နဲ့လူတကာထက်တာလွန်မှုပဲဖြစ်ခဲ့တယ်ဒါပေမဲ့ဒီနေ့မှာတော့သူမမျှော်လင့်ထားတဲ့ကံကြမ္မာဆိုးတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်ဆရာဝန်ကသူ့ကိုပြောလိုက်တဲ့စကားတစ်ခွန်းဟာသူ့ရဲ့ကဘာကြီးကိုပြိုလဲသွားစေခဲ့တယ်ခမည်းမှာအချိန်တိတ်မကြံတော့ဘူးတဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာသူဟာတသက်လုံးစုဆောင်းခဲ့တဲ့ရွှေငွေတွေအိမ်ကြီးရခိုင်တွေကိုကြည့်ပြီးဝမ်းနည်းမှုတွေပဲခံစားလိုက်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပစ္စည်းတွေကသူ့ကိုနောက်ထပ်အသက်ရှူချိန်10မိနစ်တောင်မှဝယ်ပေးနိုင်စွမ်းမရှိလို့ပါပဲသူဟာနောင်တရနဲ့ပြီးနှံနေတဲ့စိတ်ကိုပိုက်ပြီးမြို့ဘင်းကတိတ်ဆိတ်တဲ့ဖူးမလို့ကြီးကျောင်းတစ်ကျောင်းကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာတက်တော်ရှိဆရာတော်ကြီးတစ်ပါးနဲ့တွေးဆုံပြီးသူကမေးခဲ့တယ်အရှင်ဖေဟာတတိတော်တဘိုးဝါလုံးအလုပ်တွေပဲလုပ်ခဲ့တယ်အောင်မြင်မှုတွေပဲရှာခဲ့တယ်ဒါပေမဲ့အခုနောက်ဆုံးအချိန်ရောက်လာတော့တပည့်တော်ရဲ့လက်ထဲမှာဘာမှမရှိသလိုခံစားနေရတယ်ဒီနောက်ဆုံးအချိန်လေးတွေကိုတပည့်တော်ဘလို့ဖြတ်သန်းတင်ပါတယ်လဲလို့ငိုယိုပြီးလျှောက်ထားခဲ့တယ်ဆရာတော်ကပြုံးပြီးအေးချမ်းတဲ့လေတန်းနဲ့မိန်ကြားလိုက်တာကတကားကြီးလူဆိုတာလက်တီးဆုပ်ပြီးလောကတွေကိုရောက်လာတာအရာအလုံးကိုငါဥစ္စာလို့စုပ်ကင်ထားခြင်းကြတယ်ဒါပေမဲ့ပြန်သွားတဲ့အခါမှာတော့လဝါးဖြန့်ပြီးဘာမှမပါပဲပြန်သွားကြရတာပါအခုတကားကြီးမှာကြံနေတဲ့အချိန်လေးဟာစီးစိတ်ကလေးစူးဖို့မဟုတ်တော့ဘူးစိတ်ကိုလှုပ်ချဖို့ဖြစ်တယ်တဲ့ဒီစကားဟာကျွန်တော်တို့လူသားအားလုံးအတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုပါဗုဒ္ဓဘာသာမှာအနိစ္စလို့ခေါ်တဲ့မမြဲခြင်းတရားဟာလူတိုင်းနဲ့ဆိုင်ပါတယ်ကျွန်တော်တို့ဟာဒီနေ့ရှိနေပေမဲ့မနေ့ဖြန်ရှိခြင်းမှရှိတော့မှာပါဒါပေမဲ့လူအများစုဟာမသေးတော့မဲ့အတိုင်းမာမာနတွေထောင်လွှားနေကြတယ်အာဃာတတွေတိုးလောင်ထားကြတယ်ချစ်ခင်ရသူတွေကိုဂရုစိုက်ဖို့မေ့လျော့နေကြတယ်တကယ်တော့ဘဝရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်သန်းဖို့အကောင်းဆုံးနည်းလမ်းကတော့ခွင့်လွှတ်ခြင်းကနေစတင်တာပါကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုခွင့်လွှတ်လိုက်ပါကိုယ်တိုင်မှားယွင်းနေတာတွေကိုလည်းနောင်တအထိမသိမ်းထားပဲတင်နှန်းစာအထိပြောင်းလဲလိုက်ပါစိတ်ထဲမှာအညိုအသေးတွေအမုန်းတရားတွေပြည့်နေသည်၍ဘယ်တော့မှအေးချမ်းတဲ့နောက်ဆုံးအချိန်ကိုရရှိမှာမဟုတ်ပါဘူးဆက်ဆက်ပြီးပြောရရင်လူမှုဆက်ဆံရေးနဲ့စိတ်ပညာအရာလဲလူတယောက်ဟာတေဂာနီးမှာသူတို့ရဲ့ယာထုကုံရှင်ကိုမိသွားတတ်ပေမဲ့သူတို့ချစ်ခဲ့ရတဲ့သူတို့ကိုချစ်ခဲ့တဲ့သူတွေရဲ့မေတ္တာကိုပဲအတန်းတာဆုံးချစ်တတ်ကြပါတယ်တင်ဟာအခုအချိန်မှာအလူကလေးအယမ်းများနေလို့မိဘတွေကိုဖုန်းမဆက်ဖြစ်တာအိမ်ကဇနီးမယားသားသမီးတွေကိုအချိန်မပေးဖြစ်တာတွေရှိနေသလားတတိထားပါအဲ့ဒီအရာတွေဟာနောက်ဆုံးမှတင်အကြီးမားဆုံးနောင်တရမယ့်အရာတွေဖြစ်လာနိုင်ပါတယ်ဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်မှငါချစ်တယ်လို့ပြောခဲ့တဲ့ငါအချိန်ပေးခဲ့တဲ့လို့ဆိုတာထက်အခုလက်ရှိအချိန်တိုင်းကိုနောက်ဆုံးအချိန်လို့သဘောထားပြီးတန်ဖိုးထားဆက်ဆံသင့်ပါတယ်ဒါအပြင်ကုသိုလ်ကောင်းမှုဆိုတာကလည်းနောက်ဆုံးအချိန်အတွက်အရေးကြီးဆုံးလမ်းစရိပါဘုရားဘာသာမှာကံဤအကျိုးကိုယုံကြည်ကြတဲ့အတိုင်းကိုပြုခဲ့တဲ့ကောင်းမှုတွေကသာလျှင်ကိုယ့်ရဲ့စိတ်ကိုကြည်လင်စေမှာပါဒီခါนี้မှာစိတ်ကြည်လင်ဖို့ဆိုတာတသက်လုံးကြင်ကြံခဲ့တဲ့အလေးထားကိုမှမူတည်ပါတယ်နေစဉ်ဘဝမှာသူ့တပားကိုကူညီတာမေတ္တာပွားတာတရားဘာဝနာပွားများတာတွေဟာတင့်ကိုအေးခမ်းတဲ့ဤကုန်းတစ်ခုစီခေါ်ဆောင်သွားပါလိမ့်မယ်နောက်ဆုံးအချိန်မှာကိုပြန်ကြည့်လိုက်လို့ငါကြောင့်ဘယ်သူမှမငိုခဲ့ရဘူးငါကြောင့်လောကကြီးအနှဲငယ်တော့လှပသွားခဲ့တယ်လို့ကြည်ယူနိုင်ဖို့လိုပါတယ်အဲ့ဒီလိုခံစားချက်မျိုးကသာတည်ခြင်းတရားကိုပြုံးလေးရင်ဆိုင်နိုင်စွမ်းပေးနိုင်တာပါစိတ်ခွန်အားအနေနဲ့ပြောရရင်တော့ဘဝဆိုတာခဏတာတဲကိုတဲ့ဇေယျတစ်ခုလိုပါပဲခီးသွွားတရားဟာဇေယျပေါ်မှာအပန်းဖြေနေတော့ဇေယျကြီးကိုငှဟာလို့ဆွဲလမ်းနေရင်ထွက်ခွာရမယ့်အချိန်မှာအယံကိုနာကျင်ရပါလိမ့်မယ်အရာအလုံးဟာငှားရမ်းထားတာတွေပါပဲကိုယ့်ရဲ့ခန္ဓာကိုယ်တော်မှာကိုယ်စကားနားမထောင်ပဲအိုမင်းချင်းနာကျင်ချင်းတွေစီဥတီသွားနေတာပါအဲ့တော့အဆွဲလမ်းတွေကိုလော့ချပါရှိတာလေးနဲ့ရောင်ရဲပါ
လက်ရှိအခိုက်အတန့်မှာနေထိုင်တတ်အောင်ကြိုးစားပါအနာဂတ်အတွက်စိုးရင်လွန်းတာအတိတ်အတွက်ပူဆွေးလွန်းတာတွေဟာလက်ရှိဘဝရဲ့အလှတရားတွေကိုဖုံးကွယ်ထားတတ်ပါတယ်အခုတင်အသက်ရှူနေရတဲ့အချိန်တိုင်းဟာတန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တစ်ခုပါညီကုန်းချုပ်နေနဲ့ပြောချင်တာကတော့ဘဝရဲ့နောက်ဆုံးအချိန်ကိုကောင်းမွန်စွာဖြတ်သန်းခြင်းရင်အခုကတည်းကပြင်ဆင်ပါချစ်ရသူတွေကိုပွဲဖက်ပါခွင့်လွတ်တဲ့သူကိုခွင့်လွတ်ပါကိုယ်စိတ်ကိုဖြူးစင်အောင်ထားပါတည်ခြင်းတရားဆိုတာအချိန်မရွေးလာနေတာမို့နောက်တမရအောင်နေထိုင်ပါဒီဗီဒီယိုလေးကိုကြည့်ပြီးနောက်မှာတင်ဟာဘဝကိုအရင်ကထက်ပိုပြီးမျက်နှိုးတံပိုးထားတတ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့အားလုံးဟာအချိန်တိုင်းလန်ခွေးကြရမယ်ခရီးတယ်တွေမို့ဒူနဲ့ကျူးမေတ္တာတွေပဲပေးဝေကြရအောင်ပါဒီလိုမျိုးအနှစ်သာရရှိတဲ့ဘဝသင်ခန်းစာတွေနဲ့စိတ်ခွန်အားဖြစ်စေမယ့်ဇာတ်လမ်းတွေကိုအမြင်နှားဆင်နိုင်မှုကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။